ဇမင်းသမီးကြောင့်မကကွယ်ပဲရုပ်ရှင်မင်းသမီးတွေကိုကကွယ်ပြီးလို့ဖန်နေနဲ့ပွဲဖြစ်နေတဲ့အောင်စပူပရိသတ်ကြီးအောင်စပူနဲ့တချို့ဖန်နေကြမှာတော့မနေ့ကအောင်စပူတင်လိုက်တဲ့စာမတွေနှစ်ဖွဲ့ကွဲသွားပြန်ပါပြီနော်အောင်စပူဟာသူ့ရဲ့ရုပ်ရှင်တွေပဲကမင်းသမီးကိုထီတော့ဖန်တွေကိုမရှစ်ဖို့အကျိတ်နဲ့စုပိုးနေပြီးသူဇက်ဖွဲ့တွေကဇမင်းသမီးလေးတားပြောမရပြောအပြောခံရတော့လှုပ်တောင်းမလှုပ်ဘူးလို့ဝေဖန်တန်တွေဆွညံသွားခဲ့တာဖြစ်ပါတယ်။အောင်စပူဆူလိုက်တာကသူ့ရဲ့ဖန်တွေဟာသူ့ရဲ့အလုပ်ဖြစ်တဲ့ရုပ်ရှင်နယ်ပယ်မှာကိုမျက်နှာပြစရာမရှိတော့လောက်အောင်ဖြစ်တယ်လို့ထီမိမိဆူလိုက်တာကြောင့်ဖန်တွေနဲ့လည်းပွဲဖြစ်သွားခဲ့တာပါ။တချို့ရေပေါ်ကြီးဖန်တွေကတော့အောင်စပူကိုဆက်အားမပေးတော့ဘူး။သူ့အဖွဲ့တွေကဇမင်းသမီးလေးကိုကြတော့အပြောခံလိုက်ရတာကရင်ပေါ်မပို့ရုံတမဲပဲ။အဲ့လောက်ပဲလိုက်နေတာအားမပေးတော့ဘူးလို့ဖြစ်သွားကြပြန်ပါတယ်။တချို့ဖန်စစ်တွေကလည်းအောင်စပူလေးအတွက်ကောင်းစေခြင်းလို့ပြောတာပါအဲ့လောက်ကြီးစုနေရင်တော့သူတို့ဝမ်းနေရတယ်ဒါပေမဲ့အောင်စပူကိုစိတ်မကွက်ဘူးဆက်အားပေးမှလို့ပြောခဲ့ကြပြန်ပါတယ်ဖန်အစ်နဲ့ဖန်အတူဒီနေရာမှာကွဲသွားတာမလို့အောင်စပူနေနဲ့ဇက်ဖွဲ့တွေကမင်းသမီးလေးတွေကိုလည်းပိုကယူဆိုင်ပေးဖို့လိုလာပြီးထင်နေတော့ဒီတော့ပရိသတ်ကြီးရေအောင်စပူနဲ့ဖန်အတူတွေကြောင့်နှောင်ချိန်ပလင်းနေပုံအပေါ်မှာမှတ်ချက်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အောင်စပူနေနဲ့မိသားစုတွေကိုတကယ်ချစ်တာမလို့ကောင်းစေခြင်းလို့ပြောကြတာဖြစ်မှာပါစိတ်ဝဲမကွဲကြပါနဲ့ရှင်